မင်းသားလေးအခန်း25လူတွေဟာသူတို့ကိုသူတို့ဘယ်ကိုသွားရမှန်းဘာကိုရှာနေမှန်းမသိကြဘဲနဲ့ယထာတွေပေါ်အလောတကြီးခုန်တက်ကြတယ်။ပြီးတော့သူတို့ကိုသူတို့ကနာမငြိမ်ဖြစ်ပြီးတော့ပတ်ချနဲ့ရိုက်နေကြတာပေါ့။မင်းသားလေးဆက်ပြောတာကဒီလိုလုပ်နေတာဟာလူဖြစ်ရကြုံမနှက်ဘူးတဲ့။ကျွန်တော်တို့တွေးခဲ့တဲ့ရေတွင်းဟာတခြားဆဟာရတဲကနာတွေကတွင်းရည်နဲ့မတူကြဘူး။ပုံမှန်ဆိုရင်ဆဟာရတွင်းရည်ကတဲပြင်ကြီးထဲမှာတပြင်းနဲ့ထွက်နေတဲ့ရေတွင်းပဲ။ဒီတစ်ခုကတော့ရွာထဲမှာရှိတတ်တဲ့ရေတွင်းနဲ့တော်တော်တူတယ်။အဲ့ဒီအနီးအနားမှာလည်းရွာရယ်လို့မရှိတော့ကျွန်တော်ဟာကိုအိမ်မက်မက်နေတယ်လို့ပဲထင်မိတော့တယ်။ဒီနေရာကတော်တော်ထူးခြားတာပဲ။ဆိုပြီးမင်းသားလေးကိုကျွန်တော်လမ်းပြောတယ်။ချင်းလိုက်အားလုံးအစင်တင်ပဲစက်တီးရောရေပုံးရောကြိုးရောသူကရဲလိုက်ပြီးတော့ကျိုးကိုလမ်းဆွဲပြီးရင်ရင်ဖို့လုပ်တယ်မတုံးနာကြပြီးဖြစ်တဲ့စက်တီးနဲ့ရေရင်းကျိုးပွတ်တန်ကရှေးခေတ်အိမ်တွေပေါ်ကရာဒီဥတုညွန်ကိန်းပြတဲ့ကျဖကြီးနဲ့မြားတန်လိုလေအရှင်အဝိမှာဓာတ်နဲ့မြည်နေတယ်နားထောင်ကြည့်အောင်ကျွန်တော်တို့ဒီရေရင်းကြီးကိုလှုပ်လို့လိုက်ပြီးထင်တယ်သူ့အတန်ကချင်းစုံနေလို့ပဲနော်ဆိုပြီးဝင်းသားလေးကစိတ်လှုပ်ရှားစွာနဲ့អော်တယ်ကျွန်တော်သူ့ကိုမပင်ပန်းစေချင်ဘူးဒါမို့လို့ပေးရေရင်းကျုံငါ့ကိုပေးငါဆွဲမယ်ဒီရေပုံးကမင်းအတွက်ရမ်းလေးလိမ့်မယ်လို့ပြောပြီးရေရင်းကျိုးကိုလမ်းဆွဲယူလိုက်တယ်ဖြည်းဖြည်းချင်းဆွဲရင်းနဲ့ရေပုံးကရေတွင်းနှုတ်ခမ်းအားထိရောက်လာပြီးကျွန်တော်ဟာလက်တစ်ဖက်ကကျိုးကိုငင်ကိုင်ကြံတဲ့တစ်ဖက်နဲ့ရေပုံးကိုအသာလေးလမ်းဆွဲလိုက်တယ်ကျွန်တော်နားထဲမှာတော့ရေရင်းဆက်တီးရဲ့တတ်တဲ့ချင်းဆိုတံကိုကြားနေတော့ပေါ့ရေပုံးထဲကအနားခတ်နေတဲ့ရေမှာတော့နေရောင်ကတလျက်လိုတောက်နေတယ်ကျွန်တော်ရေတအားငတ်နေပြီလို့မင်းသားလေးကပြောတယ်ကျွန်တော်အရင်တောက်မယ်နော်လို့သူကပြောတော့ရေပုံးကိုသူ့နှခမ်းနားထိသိပ်ပြီးလိုက်တယ်သူကတော့မျက်စိစုံမိတ်ပြီးရေကိုတကြိုက်တောက်တော့တာပဲကျွန်တော်အတွက်တော့အချုံငိမ့်ဆုံးတော့ဆုလက်လို့ပြောရမယ်ထင်တယ်ဒီရေဟာရေဟာရဖြစ်တာထက်များကြီးပိုတန်ဖိုးရှိတယ်ဒီရေကိုတောက်ရဖို့အတွက်ကျွန်တော်တို့9 စင်ကျဲအမီးပြောင်တဲ့အထိလမ်းလျှောက်ခဲ့ရတယ်ရေရင်းဆက်တီးကတချင်းဆိုခဲ့ရတယ်ကျွန်တော်ရဲ့လုံလာဆိုင်ခဲ့ရတယ်တကယ်တမ်းတော့ဒီရေရင်းကိုရှာတွေ့ပြီးရေကြည်တောက်ရတာအရန်ကြည်နူးဖို့ကောင်းတဲ့ခံစားမှုကိုလည်းပေးတယ်လက်ဆောင်တစ်ခုလိုပါပဲကျွန်တော်ကောင်းလေးအရွယ်တုန်းကခရစ်စမတ်ပင်ကြီးပေါ်ချိတ်ဆွဲထားတဲ့မီးလုံးတွေညတကောင်ရန်မိစားပူဇော်ရာကနေလွင့်လာတဲ့ခရစ်စမတ်တေးတန်တာတွေတယောက်နဲ့တယောက်နှစ်ချိုက်ပြုံးပြနှုတ်ဆက်ကြတာတွေဟာခရစ်စမတ်လက်ဆောင်ရရင်ခံစားရတဲ့စိတ်လှုပ်ရှားရင်ခုန်မှုနဲ့တူပဲပေါ့ခင်ဗျားရဲ့ကဘာပေါ်ကလူတွေဟာပန်းချန်တစ်ခုမှနင်းစီပင်ပေါင်း9000လောက်စိုက်ကြတယ်လူမင်းသားလေးကစကားဆလာပြန်တယ်ဒါပေမဲ့သူတို့ကအဲ့ဒီပန်းကင်းနဲ့သူတို့ဘာရှာနေတယ်လဲဆိုတာကိုမသိကြဘူးဟုတ်တယ်သူတို့ရှာမတွေ့ကြဘူးဆိုပြီးကျွန်တော်ပြန်ဖြေတယ်တကယ်တမ်းတော့သူတို့ရှာနေတဲ့အရာကိုနင်းစီပန်းတပွင့်ထဲမှာဖြစ်ဖြစ်ရေကြည်တစ်ပေါက်မှာပဲဖြစ်ဖြစ်တွေ့နိုင်တယ်အရန်ကိုမနာဖို့လူကလေးရာဆိုပြီးကျွန်တော်ပြန်ဖြေတယ်ပြီးတော့မင်းသားလေးဆက်ပြောတာကမျက်စိဟာအမှန်တရားကိုမြင်နိုင်ဖို့ခက်တယ်နှလုံးသားနဲ့ကြည့်မှတာမြင်နိုင်မယ်ကျွန်တော်ဟာမူးနေတယ်လို့ခံစားရတယ်အသက်ရှူရတာတော့ပုံမှန်ပါပဲနေခင်းနေအောင်အောက်မှာတဲပြင်ကြီးဟာပြားရည်ပြင်းကြီးစီးနေတယ်လို့ပဲဒီပြားရည်အယောင်ကိုကြည့်ရတာလဲကျွန်တော်ကိုပျော်စေတယ်ဒါဆိုရင်ကျွန်တော်ဘာလို့မွန်းချက်တယ်လို့ခံစားနေရပါလဲခင်ဗျားဂရိတည်ရမယ်နော်ဆိုပြီးကျွန်တော်နာကတ်ထိုင်တဲ့မင်းသားလေးကလေတံတိုးလေးနဲ့ကပ်ပြောတယ်ဘာဂရိလဲကျွန်တော်တိုးလေးအတွက်နှုတ်သီးစွလေအဲ့ဒါမှပန်းလေးကိုတိုးကမစားနိုင်မှာပေါ့ကျွန်တော်ပန်းလေးကိုကာကွယ်ဖို့ကျွန်တော်မှာတာဝန်ရှိတယ်ကျွန်တော်အကျန်းဆွဲထားတဲ့ပုံလေးကိုအိတ်ခေါင်ကနေထုတ်ကြည့်တယ်မင်းသားလေးကအဲ့ဒီပုံလေးကိုလှန်တော့ကြည့်ပြီးတော့ရေရဲဟာခင်ဗျားဆွဲထားတဲ့ဘာဝပတ်ပင်တွေကလည်းမုံလာထုတ်တွေနဲ့တူးလိုက်တာအိုးဟုတ်လားတကယ်တော့ကျွန်တော်ရဲ့ဘာဝပတ်ပင်တွေအတွက်ရမ်းကုန်နေခဲ့တာခင်ဗျားရဲ့မြေခွေးနေရွက်တွေကလည်းကြည်အောင်ဂျိုးထွက်နေရနဲ့တူးလိုက်တာပြီးတော့ရှေးကြီးပဲလို့ပြောပြီးတဟားအော်ကြီးပြန်နေဒီလိုပြောတော့မင်းမတင်ရဘူးလူကလေးငါစပက်အုံးမွေစင်ကြီးမြို့ထားတဲ့ပုံကိုပဲဆွဲတတ်တဲ့ဟာ
စိတ်မရှိပါနဲ့ကလေးတွေနားလဲပါတယ်ဆိုပြီးသူကဖြေပြန်တယ်ဒါနဲ့ကျွန်တော်လည်းသူ့အတွက်တိုးကလေးပုံပေါ်နှုတ်သီးစွတ်ပြန်သက်ဆွဲပေးလိုက်တယ်ပြီးတော့သူ့ကိုပေးလိုက်ပြီးတော့စိတ်ထင်းထင်းနဲ့ပဲလူကလေးမင်းမလေးငါမသိတဲ့အစီအစဉ်တွေကြိုပြီးရှိနေတတ်တယ်ဟုတ်တယ်မလားလို့ပြောလိုက်တယ်သူကတော့ဘာမှပြန်မဖြေဘူးသူပြောတာကခင်ဗျားသိလားမနေ့ပြန်ဆိုရင်ကျွန်တော်ဒီကဘာမြေကြီးပေါ်ရောက်လာတာတနည်းပြည့်ပြီတဲ့ပြီးတော့ခဏတိတ်နေပြီးဆက်ပြောတာကဒီနေရာနဲ့ရန်နီးတဲ့နေရာမှာကျွန်တော်မြေကြီးပေါ်ဆင်းသက်ခဲ့တာပေါ့အဲ့လိုပြောပြီးသူ့မျက်နှာဟာနီးမြန်းလာတယ်သူ့ကိုကြည့်နေတဲ့ကျွန်တော်ဘာမှနားမလည်ပေမဲ့လည်းဝမ်းနည်းစိတ်ဖြစ်လာတယ်မိကွန်းတစ်ခုလည်းစိတ်ထဲမှာပေါ်လာတယ်ဒါဆိုပြီးခဲ့တဲ့အပတ်မနေ့ကင်းတစ်ခုမှာငါတို့နှစ်ယောက်တွေ့ခဲ့တာတိုက်ဆိုင်မှုမဟုတ်ဘူးပေါ့လူကလေးမင်းကမိုင်ပေါက်များကြီးတယောက်တည်းရှောက်သွားနေတာမင်းမြေကြီးပေါ်ဆင်းသက်ခဲ့တဲ့နေရာကိုတွားနေခဲ့တာပေါ့မင်းသားလေးမျက်နှာဟာတခါပြန်နီးမြန်းလာတယ်အဲ့ဒီတော့ကျွန်တော်ချီတုံချတုံနဲ့ပဲစပြောဖြစ်တာကတနစ်ပြည့်အထိမ်းအမှတ်ကြောင့်ဒီကိုပြန်လာတယ်ဆိုပါတော့မင်းသားလေးမျက်နှာဟာတခါပြန်နီးသွားခဲ့တယ်သူဟာကျွန်တော်မေးတဲ့မြအခုထက်ထိဘာကိုမှမဖြေသေးဘူးဒါပေမဲ့လူတွေဟာအမေးခံရရင်မျက်နှာနီသွားတာက yes လို့ပြောချင်တာဟုတ်တယ်မလားအိုးမေးမိတာအားနာလိုက်တာလူကလေးဟာလို့ကျွန်တော်ပြောနေတော့မှပဲမင်းသားလေးကခင်ဗျားမှလှုပ်ရှားရရှိရဆိုခင်ဗျားရဲ့စက်ပြင်ဖို့သွားလို့တော့ကျွန်တော်ဒီမှာပဲစောင့်နေမယ်မနေ့ပြန်ကြမှာပြန်လာခဲ့ပေါ့ဆိုပြီးပြောလာတယ်ဒါပေမဲ့ကျွန်တော်ဟာကိုစိတ်အေးလက်အေးမနေနိုင်တော့ဘူးကျွန်တော်သူပြောပြဘူးတဲ့မြေခွေးအကြောင်းမှတ်မိတယ်လေတစုံတစ်ယောက်ကတပားသူကိုညှင်အောင်လှုပ်တာကိုကြည်နက်ကြီးခံပြီးရင်တော့အဲ့ဒါရဲ့တခြားဘက်ကကြေကွဲဝမ်းနေဖို့အတွက်လည်းအရေးစွန့်ရရမယ်မဟုတ်လား